တင်ဟာတခါမှမရောက်ဘူးတဲ့နေရာတွေကိုအိမ်မက်ထဲမှာရောက်နေတာမျိုးဒါမှမဟုတ်တေဆုံးသွားတဲ့ချစ်ခင်ရသူတွေနဲ့စကားပြောနေတာမျိုးကြုံဘူးပါသလားအိမ်မက်ဆိုတာဦးနောက်ရဲ့အလုလုပုံတက်တလားဒါမှမဟုတ်တစ်ဖက်လောကကပေးပို့လိုက်တဲ့လျှို့ဝှက်တရင်စကားတွေလားဒီနေ့မှာတော့တင့်ဘဝကိုပြောင်းလဲစေနိုင်တဲ့ထူးဆန်းတဲ့အိမ်မက်နမိတ်တွေအကြောင်းပြောပြပေးသွားမှာပါတိအိမ်မက်ထဲကတစ်ဖက်လောကသားများနဲ့တွေ့ဆုံခြင်းအိမ်မက်ထဲမှာကွယ်လွန်သွားတဲ့မိဘဘိုးဘွားတွေဒါမှမဟုတ်မမြင်ရတဲ့ပုံကိုယ်တွေနဲ့စကားပြောရတာမျိုးဟာလူအတော်များများကြုံဘူးကြတဲ့အိမ်မက်ဆန်းပါဒါဟာစိတ်ကူးရင်တာမဟုတ်ပဲတင့်စီကိုအရေးကြီးတဲ့သတိပေးချက်တစ်ခုခုပေးချင်တာမျိုးဖြစ်တာပါတယ်သူတို့ကပြုံးပြနေရင်တင့်ကန်စာတာတက်တော်မဲ့နမိဖြစ်ပြီးတခုခုကိုမှာကြားနေရင်တော့တင့်ရဲ့လက်ရှိလုပ်ရတွေကိုစင်ကြံဖို့လိုအပ်နေပြီဆိုတာကိုပြသနေတာပါနဲ့အရင်မျက်နှာမတူတော့နေရာများသို့ရောက်ရှိခြင်းတခါမှမရောက်ဘူးတဲ့ရှီဟောင်းဖရာเจ้าတွေနန်းတော်တွေဒါမှမဟုတ်ထူးဆန်းတဲ့မြို့ကြီးတွေကိုရောက်နေတဲ့အိမ်မက်တွေဟာတင့်ရဲ့အတိတ်ဘဝ past life နဲ့ဆက်ဆက်နေတတ်တယ်လို့အယူရှိကြပါတယ်ဒီလိုအိမ်မက်မျိုးမှတ်ပြီးတဲ့အခါစိတ်ထဲမှာတမျိုးကြီးခံစားနေရတတ်ပြီးဒါဟာတင့်ရဲ့ဝိညာဉ်သားအတိတ်ကမှတ်ဉာဏ်တွေကိုပြန်လဲနိုးထားစီတာမျိုးဖြစ်နေပါတယ်၃ကောင်းကင်မှာပြန်တန်းခြင်းနဲ့ရေပေါ်လမ်းလျှောက်ခြင်းဒီအိမ်မက်တွေကတော့တင့်ရဲ့စိတ်ပိုင်းဆိုင်ရာအောင်မြင်မှုကိုပြသတာပါကောင်းကင်မှာလွတ်လပ်စွာပြန်တန်းနေတယ်လို့မှတ်ရင်တဲ့ဟာလက်ရှိရင်ဆိုင်နေရတဲ့အခက်အခဲတွေကိုအောင်မြင်စွာကျော်လွှားနိုင်တော့မယ်ဆိုတဲ့အတိတ်ကောင်းပါရေးကြီးရင်လင်းပေါ်မှာလမ်းလျှောက်နေတာမျိုးကတော့တင့်ရဲ့စီးပွားရေးနဲ့လူမှုရေးတွေမှာအေးချမ်းသာယာတော့မယ်နမိတ်ပဲဖြစ်ပါတယ်၄အိမ်မက်ဆိုးတွေရဲ့ပြောင်းပြန်အကျိုးကျေးဇူးကိုတေဆုံးသွားတာငိုကြွေးနေတာဒါမှမဟုတ်ဘေးအန္တရာယ်တစ်ခုခုကြုံနေရတာမျိုးမဲ့ရင်မကြောက်ပါနဲ့ဒါဟာပြောင်းပြန်နမိတ်တွေဖြစ်တတ်ပါတယ်အထူးသဖြင့်အိမ်မက်ထဲမှာတေဆုံးခြင်းဟာလက်တွေ့မှာတက်တန်းရှိခြင်းနဲ့ကံကောင်းခြင်းတွေကိုယူဆောင်လာပေးတတ်ပါတယ်အိမ်မက်ထဲမှာမကျင်ပိတ်ကြံတဲ့မျိုးကတော့မမျော်လင့်ပဲငွေအစုလိုက်အပြုံလိုက်ဝင်လာတော့မယ်လက္ခဏာလို့ရှင်းလူကြီးတွေကအခိုင်အမာယုံကြည်ကြပါတယ်ငါထက်ခါတလက်မတ်နေအိမ်မက်တွေအကြောင်းအရာတစ်ခုတည်းကိုပဲခဏခဏအိမ်မက်မှတ်နေပြီဆိုရင်တော့ဒါကိုလစ်ရှူမရှူသင့်ပါဘူးဒါဟာတင့်ရဲ့မတိစိတ်ကတင့်ကိုတစ်ခုခုကိုအာယုံစိုက်ဖို့အသေးအသေးတိုက်တွန်းနေတာပါတင့်မပြီးပြတ်တဲ့အလုပ်တွေရှိနေသလားဒါမှမဟုတ်တင့်ကျမ်းမာရေးကိုဂရုစိုက်ဖို့လိုနေပြီလားဆိုတာကိုပြန်လည်ဆန်းစစ်ဖို့လိုအပ်နေပါပြီပရိသတ်တို့ခင်ဗျာအိမ်မက်ဆိုတာတခါတလေမှာကျွန်တော်တို့ရဲ့ဘဝလမ်းညွှန်မြေပုံတွေဖြစ်နေတတ်ပါတယ်အိမ်မက်တွေကိုမှတ်သားထားခြင်းအပြင်တင့်စီလာမဲ့ကံကောင်းခြင်းတွေကိုကြိုတင်ပြင်ဆင်နိုင်သလိုဘေးအန္တရာယ်တွေကိုလည်းရှောင်ရှားနိုင်ပါတယ်ပရိသတ်ကတော့ဘလို့ထူးဆန်းတဲ့အိမ်မက်မျိုးတွေမှတ်ဖူးလဲအိမ်မက်ထဲမှာမှတ်တာတွေကလက်တွေမှာတကယ်ဖြစ်လာတာမျိုးရှိလားကောမန့်မှာဝင်ရောက်မျှဝေပေးသွားပါဦးအခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့အိမ်မက်နမိတ်တွေနဲ့ဘ ഹു တုတာတွေကိုအမြဲနားဆင်ဖို့ကျွန်တော်ရဲ့ Night Sharing Channel ကို Subscribe လုပ်ထားဖို့မမေ့ပါဘူးနော်အားလုံးပဲကောင်းမွန်တဲ့အိမ်မက်များဖြင့်ကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ကြပါစေ